ပေလောင်းမျိုးလာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေမောင်းတောင်မဖြစ်မနေတက်စေချင်ပါတယ်။တော့ဒီနေရာမှာကျွန်တော်ပေလောင်းမျိုးတစ်မျိုးလုံးမြင်ရတယ်။နောက်ပြီးတော့ဒီပေလောင်းမျိုးရဲ့ပတ်ပတ်လည်မှာရှိတဲ့တောင်တွေတဘာဝအလှတွေဒီရှမ်းပြည်ရှမ်းတောင်ကဘယ်လောက်ထိကျွန်တော်တို့ natural resource ဘယ်လောက်ထိကျွယ်ဝတယ်ဆိုတာဒီမှာနေကြည့်လို့ရတယ်။ရမ်းမှရပါနော်။ပြန်ဆင်းလာတော့မင်းမင်းပစံတော့ခဏလေးရောက်တော့နှစ်ခေါက်ရှိဘယ်သူမှမပါပါဘူးတရားဆိုတော့ကျွန်တော်ရဲ့ကောင်းမလေးပေါ့စားတာပါဗျာကျွန်တော်တို့တောင်းကိုဆင်းပါပြီတောင်းဆင်းနေတော့ပြန်တယ်မလို့တမဲဆင်းမှာတော့နည်းနည်းမဆောက်တဲ့အတွက်ကြောင့်နည်းနည်းတော်တော်ထိတ်မောင်းရပြီပေါ့ဟယ်လိုကျွန်တော်ကိုဆင်းတော့ဘာလဲဖြစ်ပါလဲဒီနေ့ရွာမှာကျွန်တော်လည်းရွာလုံးအပြိုတွေပုတ်နေရအောင်တရားမသိရက်ချက်တာလေစတိုင်လေးမလိုက်တဲ့ခါဒီမှာဒီကဝက်စာကျွေးတယ်ကျွေးရဟမ်ပြီးသွားပြီဟာဒါတဲ့ရတော့မရသေးအော်ရေနော်ပြန်ကုန်ဒါအဲ့ဒါတော့3လလောက်အေးတော့ပြန်သွားမလို့ပြန်ဖို့ပေါ့နော်တော့ဒီကောင်းနေလားကောင်းပါတယ်ရောခုဘယ်လိုလဲပြောပြနေကျွန်တော်ငိုးနေတာမရဘူးညည်းကြီးထွက်နေတော့အခုရွာပြန်တာပင်လောင်းနေရွာပြန်တော့ဗောနော်ကြည့်ပါဦးဘောင်းမီတွေလည်းစိုးနေချီရောက်တွေလည်းကိုက်နေနိုင်တွေလည်းထွက်မြည်းတွေလည်းထွက်လက်တွေလည်းကိုက်ဘလို့မခံစားနိုင်တော့ဘူးဗျာကောင်မလေး2ယောက်လုံးမှရတော့ပဲအဲ့လေစားတော့ဗျာမြက်ပင်လေးတွေမြက်ပင်လေးတွေမြက်ပင်ကြီးကြာနည်းလေးတွေပေါ့ဒီကနှွေးရဒီကခံတာကျွန်တော်အခုဒီတလီရွာတော်တော်အေးနေပါတယ် Oh my god ကျွန်တော်ထင်ရတော့မိုင်းနဲ့နီးပါးလောက်တော့ရောက်မယ်တင်တယ်2 degree 3 degree Celsius ပတ်လေပေါ့နော်ဒါတိတ်အေးရတဲ့တိတ်အေးရတဲ့တိတ်မပါဘူးလို့ပြောတယ်ဒါတော့မှကျွန်တော်ကလုံးဝခက်ခိုက်တုံနေပါပြီယောဟယ်လိုဒီတလီရွာရဲ့မြင်ကွင်းမှာဒါပေမဲ့တောင်တွေကွယ်နေရပါတော့။ဒီကနောက်တောင်တွေအများကြီးကွယ်နေ။အိမ်ပေါ်မှာနော်။ငွေလေးထားတယ်။ဟုတ်။
ပွင့်ကြောင်ဝင်နေ ဘုံကဘုံက အာ အဲ့ဒါလေးရ มาพญาเต่านะThe village you see behind me is Titali. Yeah. How beautiful this village, you know. ဒီအောက်ဒီလိုဆင်းရအောင်ပါ။ဟိုးဒီရွာမှာကတော်တော်တန့်နေပါတော့။အမေဒီအပတ်တိုင်းတို့ရှင်းရပါတယ်။ Oh my god. ကျွန်တော်ဒီရွာလေးမှာအတူယူစရာတွေများရှိတော့နော်ကျွန်တော်တို့တခြားတော့မသိပေမဲ့ကောင်းတယ်ဆိုတာတော့သိပါတယ်ကျင်းကွက်တယ်ကိုမကလေးလေးကလေးလေးဟောနီဟောနီဟာမီးတယ် เอ้ยတောင်ပေါ်ရွာလေးမှာဒီလိုမနေ့ဆော့ဆော့လမ်းလျှောက်တာတော်တော်ကောင်းတယ်ပေါ့နော်တောင်ပေါ်ရွာလေးတွေတောင်ပေါ်မြို့မှာရာသေးတော့အရင်အီးတဲ့ခါကျတော့ exercise လုပ်ပေးရတယ် ရတယ်ဘယ်တော့မှဆက်ဆက်ထားတာ အာ ရှယ်ရီမသိဘူးအားကြီးတယ် ကျွန်တော်ချယ်ရီပန်းပို့မယ့်နေရာခေါ်သွားနေတယ်မသိဘူးကျွန်တော်ခုလေးတော့မသိရသေးဘူးစားလာတော့ဗျာစားလာပါရ ဆက်ဆက်ထားတယ် Bukan Indonesia. Indonesia là còn khô này đi xong tới đây là có gì không đấy chuyện cho là cô ကျနေပြီဟိုဘက်ကျတော့ Yan còn ta tao vào hiện chuyện này ခြေလေးတွေထီတလေးတွေလာစားလို့ရတယ် Sa cũngဟုတ်တယ်ယောက်ျားကြီးလို့ရတယ် What did you say? ရန်ကုန်မှာတော့ဓာတ်ကန်နေလုပ်ပြရဟုတ်တယ်ချက်လို့မချက် phải xài ra sao được con rồi này miếng rồi ဟိုမှန်ပဲလို့ miếng tí này nha chị ဟိုမှန်ပဲလို့ချက်အညာမှန်လေဒီချက် ဟုတ်တယ်ရှိခရက် ဆက်ဆက်လိုက်ရအောင် ကျွန်တော်တို့ခုမျော်လင့်ချင်းတောင်ကုန်းကိုရောက်လာပါပြီမျော်လင့်စရာမရှိပဲမျော်လင့်ချင်းတောင်ကုန်းရောက်လာကျွန်တော်တို့နှစ်ယောက်ကတော့မျော်လင့်စရာမရှိတော့ဘူးပေါ့နော်